ကကြီးမှာပြေးကြတဲ့လူရဲ့ဘဝဟာပြန်လေကရစီခဲ့မဲ့ဆိုလူချင်းနဲ့ပျက်စီးသွားတဲ့မိသားစုကပါလေစီမပြေလို့ဝေးခဲ့ရပြီမယ်တရားတိုင်းလေပြန်လာခြင်းနဲ့အိမ်ပြန်ရဲ့လက်ကြီးဆောင်မှာတောင်းနှံကလေးတွေနဲ့လှပလို့ဆိုပြေကျွန်တော်ရဲ့မွေးရမြေတော်ရွာကလေးမှာပြန်လေကရောက်စီတိုင်းလေတတိယမိတယ်ဖေးရဲ့ခုတော့ပဲစီမလဲကွယ်လွန်မိတိုင်းကြားတဲ့မျက်ရည်အိုင်ငယ်လေးများဖြစ်နေပြီလားဖေးတရားတိုင်းဆုတောင်းပေးမယ်ဖေးရောက်ရရမှာပျော်ရွှင်နိုင်ပါစေတာရဲ့ဖေး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 တာတို့ရဲ့ဖေးဖေးတာလေးဆုတောင်းပေးမယ်ဖေးရောက်ရရမှာပျော်ရွှင်နိုင်ပါစေတာရဲ့ဖေးဖေးရတဲ့လောကကြီးမှာပြေးကြတဲ့လူရဲ့ဘဝဟာပြန်လေကရစီခဲ့မဲ့ဆိုလူချင်းနဲ့ပျက်စီးသွားတဲ့မိသားစုကပါလေစီပြေလို့ဝေးခဲ့ရပြီမယ်တရားတိုင်းလေပြန်လာခြင်းနဲ့အိမ်ပြန်ရဲ့လက်ကြီးဆောင်မှာတောင်းနှံကလေးတွေနဲ့လှပလို့ဆိုပြေကျွန်တော်ရဲ့မွေးရမြေတော်ရွာကလေးမှာပြန်လေကရောက်စီတိုင်းလေတတိယမိတယ်ဖေးရဲ့ခုတော့ပဲစီမလဲကွယ်လွန်မိတိုင်းကြားတဲ့မျက်ရည်အိုင်ငယ်လေးများဖြစ်နေပြီလားတရားတိုင်းဆုတောင်းပေးမယ်ဖေးရောက်ရရမှာပျော်ရွှင်နိုင်ပါစေတာရဲ့ဖေး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 တာတို့ရဲ့ဖေးဖေးတာလေးဆုတောင်းပေးမယ်ဖေးရောက်ရရမှာပျော်ရွှင်နိုင်ပါစေတာရဲ့ဖေးဖေး